ဖိုးတူဟာလမ်းမေးဆိုင်လေးတစ်ဆိုင်မှာသူများစားပြီးသားအစားအစာတွေကိုစားဖို့လုပ်နေတော့ရှန်ကြည်ကြီးကမြင်သွားပြီးအဖိုးဘာလို့မလို့လဲချထားလိုက်ဆိုကအဖိုးရှိကပကံကိုတုံပစ်လိုက်ပြီးဒါတွေကစားလို့မရဘူးလို့ပြောလိုက်တယ်ဘေးနားကလူတွေကတော့လမ်းမေးဈေးတယ်လေးကဘာလို့ဒီလောက်မာနာကြီးနေရတာလဲဆိုပြီးတီးတိုးပြောနေကြတယ်ရှန်ကြည်ကြီးကတော့အဖိုးအတွက်ခောက်ဆွဲပကံလေးကိုတေချာပြင်ဆင်ပေးကအဖိုးဟိုဟာတွေကိုတခြားလူတွေစားပြီးသားဆိုတော့မစားနဲ့နော်သမီးအစ်စ်ပြင်ပေးထားတယ်ဒါလေးကိုစားလိုက်ပါအဖိုးကတော့အိတ်ကက်လေးကိုနိုင်ကြည့်ကသမီးအဖိုးမှာပတ်စံမရှိဘူးအိမ်ပြန်လန်းကိုလည်းရှာမတွေ့ဖြစ်နေတာရှန်ကြည်ကြီးကအခမဲ့ပါအဖိုးစားပါပြီးရင်သမီးအိမ်ပြန်လန်းကိုကူရှာပေးမယ်လို့ပြောလိုက်တယ်ပြီးတော့အန်သားလေးအဖိုးကိုတူယူပေးလိုက်အောင်လို့ပြောလိုက်တယ်ချစ်စရာအန်လေးကလည်းလူကြီးမင်းဒီမှာတူရပါပြီဆိုကတူလေးကိုပေးလိုက်တယ်အမေကတော့တူလေးကိုအလျားလိုက်ကင်ပြီးပေးကတက်တက်ပေးရင်မကောင်းဘူးတဲ့လို့ပြောလိုက်တယ်အဖိုးကတူလေးကိုယူပြီးအိတ်ကက်ထဲကပုံလေးနဲ့အန်လေးကိုတက်လှည့်စီကြည့်လိုက်တယ်ထိုအခါအဖိုးကအံ့ဩသွားပြီးလက်ထဲကဓာတ်ပုံလေးတောင်အောက်ကိုပြုတ်ကျသွားတယ်အန်လေးကဓာတ်ပုံလေးကိုကောက်ကင်ကြည့်ပြီးမေလာကြည့်ပါဦးဓာတ်ပုံထဲကကလေးကသားနဲ့တပုံစံနဲ့ပဲလို့ပြောလိုက်တယ်အဖိုးကြီးကလည်းအန်လေးကိုကြည့်ကဒီကလေးကဘာလို့ငါမြင်းနဲ့တူနေရတာလဲလီဟန်တင်းငငယ်တုန်းကနဲ့တပုံစံနဲ့ပဲမျက်လုံးမျက်ခုံးအကုန်တူတူပဲလို့ပြောနေတော့မှပဲဇိမ်ခံကားတန်းကြီးတွေရောက်လာတယ်စီလီကကားထဲကနေဆင်းလာပြီးအဖိုးဘာလို့ထပ်ပြီးထွက်ပြေးနေတာလဲမိသားစုထဲမှာမနေပဲဒီလိုနေရာမျိုးမှာဘာလုပ်နေတာလဲလို့မေးလိုက်တယ်အဖိုးကြီးကတော့အဲ့ဒီအေးဆက်ပြီးတတ်မဲ့နေတဲ့အိမ်မှာမနေချင်ဘူးဆိုကအန်လေးကိုဖတ်ထားပြီးငါရဲ့ချစ်လာစွာသောမြေးလေးကိုရှာတွေ့ပြီးငါသူတို့နဲ့ပဲအတူနေတော့မယ်လို့ပြောလိုက်တယ်စီလီကတော့အဖိုးဘာတွေထပ်ရှုပ်နေပြန်ပြီလဲလွန်ခဲ့တဲ့3နှစ်ကတည်းကစစ်ဆေးခဲ့တာပဲဆရာဝန်ကကျွန်တော်မှကလေးရဖို့ခက်ခဲတယ်လို့ပြောထားတယ်လို့ပြောလိုက်တယ်အဖိုးကြီးကငါမသိဘူးငါမြေးကိုချီထားရမယ်ဆိုတဲ့အကြောင်းကိုအိမ်မက်တယ်မင်းအိမ်မပြုတ်သေးရင်ငါတည်သွားရင်တော့မျက်လုံးမိလို့ရမှာမဟုတ်ဘူးလို့ပြောလိုက်တယ်စီလီကအန်လေးကိုကြည့်ကလေးမင်းနာမည်ဘယ်လိုခေါ်လဲမင်းမေရောဘယ်မှာလဲလို့မေးလိုက်တယ်အန်လေးကတော့မေမေကပြောတယ်မေးတဲ့သူကချော်ပြီးကိုယ့်နာမည်ကိုပထမဆုံးမေးတာဆိုရင်အဲ့ဒါကလူကောင်းမဟုတ်ဘူးတဲ့ဦးလေးမေမေကုန်းတွေအများကြီးမေးလို့နေလို့ပြန်ပြောလိုက်တယ်အဖိုးကတော့အန်လေးရဲ့လေတံနဲ့အမူအရာတွေကိုကြည့်ကဒီလေတံဒီအမူအရာအားလုံးကမင်းငယ်ငယ်တုန်းကလိုပဲဒါကလီမီသားစုရဲ့မျိုးဆက်ပဲဖြစ်ရမယ်ဖျားသခင်မျက်လုံးဖွင့်ပေးပြီးလို့ပြောနေတော့ရှန်ကြည်ကြီးကပကံလေးနှလုံးကိုကင်ပြီးထွက်လာတယ်စီယူလီကိုတွေးလိုက်တဲ့အချိန်မှာရှန်ကြည်ကြီးရဲ့မျက်လုံးတွေပြူးကျဲသွားပြီးလက်ထဲကပကံတွေတောင်ပြုတ်ကျသွားတယ်သူတို့နှစ်ယောက်မမျှော်လင့်ပဲပြန်တွေးလိုက်တဲ့အချိန်မှာတော့လွန်ခဲ့တဲ့6နှစ်ကသူတို့နှစ်ယောက်အမှတ်မထင်တွေ့ဆုံခဲ့ပြီးဖြစ်ပျက်ခဲ့တဲ့အရာတွေကိုပြန်လည်မြင်အောင်လာကြတယ်အန်လေးကိုချီထားရင်းစီယူလီကအထင်မလွဲပါနဲ့အဖိုးကိုကဲတင်ထားလို့ဒါကကျေးဇူးတင်တဲ့အနေနဲ့ပေးတာပါလက်ခံပေးပါလို့ပြောလိုက်တယ်ရှန်ကြည်ကြီးကတော့အဖိုးအစဉ်ပြေနေတွေ့ရပါတယ်ဆိုကအန်လေးကိုချီပြီးထွက်ပြေးသွားတယ်စီယူလီကတော့ရှန်ကြည်ကြီးကိုမှတ်မိသွားပြီးဒါသူမပဲလို့ပြောကလက်ဖောက်ရှမ်းလိုက်တယ်ညစည်းတန်းထွက်ပေါက်အားလုံးကိုပိတ်ဆို့ထားအဲ့ဒီမိန်းကလေးနဲ့ကလေးကိုငှစီရအောင်ခေါ်လာခဲ့ရှန်ကြည်ကြီးနဲ့အန်လေးပြေးနေတော့မှပဲအနက်ရောင်စိန်ခံကားကြီးတွေနဲ့လမ်းပိတ်ဆို့ခံလိုက်ရတယ်လက်ထောက်ကမိန်းကလေးမစ္စတာလီကိုခဏဆောင်ပါလို့ပြောလိုက်တယ်ရှန်ကြည်ကြီးကတော့မင်းတို့ဘာလို့မလို့လဲပိုနီးလာရင်ရဲခေါ်လိုက်မှာနော်လို့ပြောနေတော့စီလီရောက်လာတယ်စီလီကလွန်ခဲ့တဲ့6နှစ်ကအခန်း1820မှာနေပြီးမနေ့ကျတော့စကားတခွန်းမှမပြောဘဲပျောက်ကွယ်သွားတယ်ရှန်ကြည်ကြီးဒီကိစ္စကိုဘယ်လိုရှင်းပြမလဲလို့မေးလိုက်တယ်ရှန်ကြည်ကြီးကမင်းလူမားနေပြီလို့ပြန်ပြောလိုက်တယ်စီလီကတော့အန်လေးကိုကြည့်ကအဲ့ဒီကလေးကငါနဲ့တပုံစံတည်းပဲသူ့ရဲ့သွေးကြောထဲမှာစီးဆင်းနေတာငါလီဟန်တင်းရဲ့သွေးမဟုတ်ဘူးလို့မင်းပြောရဲတာလားရှန်ကြည်ကြီးကလီဟန်တင်းမင်းတွေဘာတွေပြောနေတာလဲလို့ပြန်ပြောလိုက်တယ်အန်လေးကလည်းမိမိကိုကာကွယ်ဖို့ဦးလေးမိမိကိုအနိုင်မကျင့်နဲ့မင်းလိုအဖေမျိုးငါမှမရှိဘူးလို့ပြောလိုက်တယ်စီလီကတော့လူဆိုးလေးဒါကမင်းဆုံးဖြတ်ရမှာမဟုတ်ဘူးဆိုကကလေးရဲ့သပင်ကိုဆွဲနှုတ်လိုက်တယ်အန်လေးကဘာလို့ငါသပင်ကိုလာနှုတ်နေတာလဲအရန်နာတယ်လို့អော်လိုက်တယ်ရှန်ကြည်ကြီးကလည်းကလေးကိုဖက်ကငါသားကိုမထိနဲ့လီဟန်တင်းလို့ပြောလိုက်တယ်စီယူလီကသပင်ကိုအိတ်ထဲထည့်ကလက်ထောက်ချမ်းဒါကိုအမြင့်ဆုံးအဆင့်ထိတေချာအောင်စစ်ဆေးလိုက်ပါဒနာကိုအမြန်ဆုံးရချင်တယ်လက်ထောက်ချမ်းကဟုတ်ကဲ့ပါဆိုကထွက်သွားတယ်စီလီကရှန်ကြည်ကြီးကိုကြည့်ကဒီကလေးကငါသားမဟုတ်ပါစေနဲ့လို့ဆုတောင်းထားမဟုတ်ရင်ဒီ6နှလုံးလုံးငါလီမီသားစုရဲ့သွေးမျိုးဆက်ကိုခိုးယူထားတာအတွက်မင်းရဲ့ဘဝတစ်လျှောက်လုံးပြန်ပေးဆက်ရမယ်လို့ပြောလိုက်တယ်စီလီရဲ့အိမ်ထဲမှာတော့အန်လေးနဲ့အတူထိုင်နေရင်းရှန်ကြည်ကြီးကလီဟန်တင်းမင်းအတိအကျဘာကိုလိုချင်နေတာလဲလို့မေးလိုက်တယ်ဒီနာကမနှက်မရမှာမင်းကငါတို့ကိုနေအိမ်အကျယ်ကျုပ်ချထားတာလားစီလီကတော့ရှန်ကြည်ကြီးဒီလောက်ကောင်းတဲ့နေအိမ်အကျယ်ကျုပ်နေရမှာနေဘူးလားငါကမင်းနဲ့မင်းသားကိုညစာစားဖို့တညပဲဖိတ်ထားတာနောက်ဆုံးရလက်ထွက်လာမှပြောကြတာပေါ့ရှန်ကြည်ကြီးကလီဟန်တင်းငါမင်းနဲ့ဘယ်တော့မှလက်မထပ်ဘူးလို့ပြောလိုက်တယ်အန်လေးကတော့ဘိုက်ကလေးကိုပုတ်ကမေမေတားပိုက်စာနေပြီလို့ပြောလိုက်တယ်စီလီကအင်ကူတွေကိုညစာအစင်တင်ပြင်ထားပါကလေးတွေအတွက်အားရှိမဲ့အစားအစာတွေကိုပြင်ဆင်ထားပါ
လို့အမိန်ပေးလိုက်တယ်ထမင်းစပွဲရောက်တော့အန်လေးကထိုင်ကုန်ပေါ်မှာထိုင်ကဟင်းရည်ပေးကိုမှုတ်ပြီးအမေကိုအရင်တောက်ဖို့ပေးလိုက်တယ်ရှန်ကြီးကစားပါသားလေစားပါလို့ပြောလိုက်တော့အန်လေးကအားရပါရစားနေတယ်စီယိုလီလည်းထိုင်ကုန်မှာထိုင်ကအန်လေးကိုဟင်းတွေထည့်ပေးပြီးမြများစားအရန်ပိန်နေတယ်လို့ပြောလိုက်တယ်အန်လေးကကျေးဇူးပါဦးလေးလို့ပြောလိုက်တော့စီလီကဖေဖေလို့ခေါ်ပါလို့ပြောလိုက်တယ်အန်လေးကတော့ခေါင်းခါကငါ့မှာမေမေပဲရှိတယ်ဖေဖေမရှိဘူးလို့ပြောလိုက်တယ်ရှန်ကြီးကလီဟန်တင်းကလေးကိုမကြောက်စေနဲ့လို့ပြောလိုက်တယ်စီလီကတော့ခုညဒီမှာပဲအိတ်လိုက်မနှက်ပြန်ရလက်ထွက်မှာဆိုကရှန်ကြီးအနာကိုကတ်လာပြီး6နှစ်ရှိပြီဒီတခါတော့မင်းကိုထွက်သွားခွင့်မပေးတော့ဘူးလို့ပြောလိုက်တယ်စီလီသတင်းစာဖတ်နေတော့အန်လေးကအယုတ်ဆက်နေရင်ဦးလေးငါတော့တယ်မလားလို့မေးလိုက်တယ်စီလီကကောင်းတယ်လို့ပြောလိုက်တော့အန်လေးကဘာကိုအဆင်ပြေတာလဲငါကမူကြိုเจ้าမှာအတော်ဆုံးပဲလို့ပြောလိုက်တယ်စီလီကတော့ဒီလောက်ပဲလားကလေးလေးလို့ပြောလိုက်တယ်ထိုအချိန်မှာရှန်ကြီးရောက်လာပြီးကလေးကိုချီကလီဟန်တင်းရလက်ကဘယ်တော့လဲလို့မေးလိုက်တယ်စီလီကအချိန်ကိုကြည့်ကမကြခင်ရတော့မှလို့ပြောနေတော့တကားကိုဖွင့်ကစုရန်ရောက်လာတယ်စုရန်ကစီယိုလီဘေးကိုဝင်ထိုင်ကဟန်တင်းအကိုမနေ့ကအိမ်ကိုပြန်မလာဘူးလို့ကြားလို့အကိုအတွက်တီးတန့်ဟင်းရည်လေးလာပို့ပေးတာလို့ပြောလိုက်တယ်စီယိုလီကတော့မင်းကိုဘသူဝင်ခွင့်ပေးလိုက်တာလဲလို့မေးလိုက်တယ်စုရန်ကငါမင်းကိုစိတ်ပူလို့ပါဟန်တင်းအကိုဘာလို့အမည်မသိအမျိုးသမီးကိုမင်းရဲ့အခန်းထဲမှာနေခွင့်ပေးထားတာလဲသူမကတော့သူမင်းကလေးမလားစီယိုလီကမတ်တက်ရက်ကမင်းကိုငါမြေထဲမှာရိုင်းရိုင်းဆိုင်ဆိုင်ပြောဖို့ဘသူကတတိပေးထားတာလဲလို့ပြောလိုက်တယ်စုရန်ကမျက်ရည်လေးကြကဟန်တင်းအကိုမင်းကိုစိတ်ပူလို့ပါလို့ပြောနေတော့လက်ထောက်ချန်ရောက်လာတယ်စီလီဒီနေ့အဖြေရပါပြီဆိုကရလက်ကိုပေးလိုက်တယ်ဖခင်နဲ့သားတော်ဆက်မှုက69.99ဖြစ်ပါတယ်တခင်လေးဟာတကယ်ကိုစီလီရဲ့ဇီဝဗေဒဆိုင်ရာသားပါစီလီကရလက်ကိုတေချာကြည့်ကတကယ်ကိုအန်လေးကငါ့ရဲ့သားပဲလို့ပြောလိုက်တယ်စုရန်ကတော့မဖြစ်နိုင်ဘူးလို့ပြောလိုက်တယ်စီလီကစုရန်ထွက်သွားလို့ပြောလိုက်တယ်စုရန်ကလည်းအကိုဟန်တင်းငါအတွက်ပဲဖြစ်ရမယ်ဆိုကထွက်သွားတယ်စီလီကအန်လေးရှိမှဒူးထောက်ကအန်ငါကမင်းရဲ့အဖေပဲလို့ပြောလိုက်တယ်အန်လေးကတော့ငါမှအဖေမရှိဘူးအမေပဲရှိတယ်လို့ပြန်ပြောလိုက်တယ်ရှန်ကြီးကအန်လေးကိုဖက်ကကလေးကိုကြောက်အောင်မလုပ်နဲ့လို့ပြောလိုက်တယ်စီလီကတော့သူကငါသားပဲမင်းကငါစီက6နှစ်တောင်တင်းစီထားတာဒီကိစ္စကိုဖြည်းဖြည်းချင်းဖြေရှင်းကြတာပေါ့ဆိုကဖုံးဆက်ပြီးအကြောင်းကြားလိုက်ပါလီမီသားစုရဲ့တခင်လေးကိုရှာတွေ့ပြီလို့ထို့အပြင်အိမ်ဟောင်းရဲ့တတိယထပ်ကိုလည်းတေချာတန်ရှင်းရေးလုပ်ထားပါကလေးအတွက်လည်းတေချာပြင်ဆင်ထားပြီးလက်ထက်စာချုပ်လည်းပြင်ဆင်ထားလိုက်လို့အမိန့်ပေးလိုက်တယ်ရှန်ကြီးကလက်ထက်စာချုပ်ဟုတ်လားဆိုကလီဟန်တင်းငါစာချုပ်ကိုလက်မှတ်မထိုးဘူးသွားရအောင်ဆိုကထွက်သွားတယ်ရှန်ကြီးနဲ့အန်လေးတို့ဆိုင်ခင်းနေတော့လူမိုက်တစုရောက်လာတယ်လူမိုက်ကရှန်ကြီးဒီလရဲ့ကာကွယ်စောင့်ရှောက်ရေးငွေကိုပေးတင်ပြီးရွမ်3000တပြားမှမလျှော့ရဘူးလို့ပြောလိုက်တယ်ရှန်ကြီးကပြီးခဲ့တဲ့လတွေကပေးထားတာဘာခွင့်ရေးနဲ့ထပ်ပြီးတောင်းဆိုနေတာလဲလူမိုက်ကောင်ကဘာလို့လဲဟာဒီလန်းကငါနေပြီငါကာကွယ်မှုအောက်မှာရှိတာမင်းမတက်နိုင်ဘူးဟုတ်လားဒါဆိုငါရှင်းပေးရတာပေါ့လို့ပြောလိုက်တယ်အန်လေးကပြေးလာပြီးအမေရဲ့ဆိုင်ကိုမဖြက်စီးနဲ့ဆိုကတားလိုက်တယ်မင်းတို့ကမကောင်းတဲ့သူတွေပဲလူမိုက်ကောင်ကဒီကလေးကဘဲကလဲဖတ်သွားစမ်းဆိုကလက်နဲ့အန်လေးကိုထိလိုက်တယ်အဲ့ဒီအချိန်မှာစီလီကဝင်လာပြီးတားလိုက်ကမင်းကငါသားကိုထိရဲတာလားဆိုကတွန်းထုတ်လိုက်တယ်ဘေးကလူတွေကတော့တီတိုးပြောဆိုနေကြတယ်လဲကြနေတဲ့လူမိုက်ကောင်ကငါကိစ္စကိုဘာလို့ဝင်ရှုပ်တာလဲငါအကိုကြီးကဘာတူလဲဆိုတာသိလားလို့ပြောလိုက်တယ်စီလီကလက်ထောက်ချံကိုဒီအမိုက်တွေကိုရှင်းထုတ်လိုက်လို့ပြောလိုက်တယ်ဟုတ်ကဲ့ပါဆိုကလက်ထောက်ချံကလူမိုက်တွေကိုအကုန်လုံးဆွဲခေါ်သွားတယ်စီလီကထိုင်ကားရှန်ကြည့်မင်းနဲ့ကလေးကဒီမှာဒုက္ခခံစားနေရတာလားလို့မေးလိုက်တယ်ရှန်ကြည့်ကတော့ငါနဲ့ကလေးအဆင်ပြေပါတယ်မစ္စတာလီစိတ်ပူစရာမလိုပါဘူးလို့ပြောလိုက်တယ်အန်လေးအိတ်နေတာကိုကြည့်ပြီးစီလီကလွန်ခဲ့တဲ့6နှစ်ကမင်းစကားတခုမှမပြောဘဲပျောက်သွားတယ်လို့ပြောလိုက်တယ်ရှန်ကြည့်ကဒါကမတော်တဆပါမင်းတာဝန်ယူစရာမလိုပါဘူးအန်ကိုကောင်းကောင်းပြုစုနိုင်ပါတယ်လို့ပြန်ပြောလိုက်တယ်စီလီကရှန်ကြည့်လူမိုက်တွေရဲ့အနိုင်ကျင့်မှုကိုခံစားရတယ်ဘလို့ငါသားကိုကောင်းကောင်းထားမှာလဲလို့ပြောလိုက်တယ်ရှန်ကြည့်ကအန်ကငါသားမင်းနဲ့ဘာမှမဆိုင်ဘူးစီလီကမဆိုင်ဘူးဟုတ်လားသူ့သွေးထဲမှာငါတို့လီမီသားစုရဲ့သွေးတွေစီးဆင်းနေတာဆိုကစာချုပ်ကိုပေးလိုက်တယ်လက်မှတ်ထိုးလိုက်ရှန်ကြည့်ကလက်ထက်စာချုပ်မယူနေလားစီလီကမယူဘူးငါရဲ့ကလေးကိုအပြင်မှာနေခွင့်မပေးနိုင်တော့ဘူးဒီလောက်အနေရများတဲ့နေရာမှာပြီးတော့လေသူကလီမီသားစုရဲ့မြေးပဲဆိုကနှစ်ယောက်သားမျက်နှာချင်းဆိုင်ကမင်းမရွေးချယ်စရာမရှိဘူးကောင်းကောင်းလက်မှတ်ထိုးလိုက်အန်ရဲ့နေထိုင်စရိတ်ရောအကောင်းဆုံးပညာရေးပါရရှိမှာမဟုတ်ရင်မင်းကိုတရားစွဲမယ်လို့အချင်းချောက်လိုက်တယ်ရှန်ကြည့်လည်းမတက်နိုင်တော့ပဲကောင်းပြီလက်မှတ်ထိုးမယ်ဒါပေမဲ့ဂရီတစ်ခုတော့ပေးရမယ်အန်ရဲ့အနားမှာနေပြီးဘယ်တော့မှလူယူရဘူးလို့ပြောလိုက်တယ်စီလီကစာချုပ်ထဲမှာတေးသေးချာချာရေးထားပါတယ်လို့ပြန်ပြောလိုက်တယ်ရှန်ကြည့်လည်းနောက်ဆုံးမှာစာချုပ်ကိုလက်မှတ်ထိုးလိုက်တယ်